နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာပိုင်ရှင်အစစ်မှန်ဖြစ်ကြတဲ့မဲဆန္ဒရှင်ပြည်သူများခင်ဗျာမဲဆန္ဒရှင်ပြည်သူအလုံးကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပနာမဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကြီးဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူ့ပါတီဟာ88မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုအခြေခံပြီးနိုင်ငံရေးမျိုးဆက်အသီးသီးမှရဲဘော်များနယ်ပယ်သီးသီးမှတတ်သည့်ကျွမ်းကျင်သူများကိုစုစည်းတည်ထောင်ထားတဲ့ပါတီဖြစ်ပါတယ်။မကြာမီဖြတ်သန်းကြရမယ့်ရွေးကောက်ပွဲဟာတာမန်အခြေအနေတွေမှာကျင်းပရတဲ့ရွေးကောက်ပွဲတွေနဲ့မတူပါဘူး။ဒါကြောင့်လဲရွေးကောက်ပွဲအလွန်မှာဘယ်လိုကိစ္စတွေကိုဦးစားပေးဆောင်ရွက်ကြမလဲဆိုတာကအင်မတန်ကိုအရေးကြီးပါတယ်။ကျွန်တော်တို့ပြည်သူ့ပါတီအနေနဲ့ငြိမ်းချမ်းရေးတန်းတူညီမျှရေးတရားဥပဒေစိုးမိုးရေးနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့နိုင်ငံတော်ပြန်လည်စုစည်းတည်ဆောက်ရေးတို့ကိုအဓိကဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဦးစားပေးစီစဉ်လို့ပြောနေရပေမဲ့တစ်ခုပြီးမှတစ်ခုလောက်ရမှာမျိုးမဟုတ်ဘဲရှိသမျှအရင်းမြစ်တွေကိုစုစည်းပြီးအင်တိုက်အားတိုက်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးတရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့လေဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ဆိုတာအင်မတန်ကိုခက်ခဲပါတယ်။ပဋိပက္ခပြင်းထန်တဲ့ကာလတွေမှာအစွန်းတရားတွေကြီးထွားလိရှိပေမဲ့နိုင်ငံတော်ပြန်လည်စုစည်းတည်ဆောက်ရေးအမြင်ကိုတော့မျက်ခြေမပြတ်ဖို့လိုပါတယ်။ဒါကြောင့်လဲအကြောင်းကြောင့်ကွဲကွာနေရတဲ့မိသားစုတွေပြန်လည်စုံစည်းနိုင်ဖို့ငြိမ်းချမ်းတဲ့နိုင်ငံရေးနည်းလမ်းနဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်လာကြစေဖို့အဓိကဆောင်ရွက်သွားပါမယ်။တိုက်ပွဲရှောင်နေရက်စွန့်ခွာပြည်သူများလုံခြုံစိတ်ချစွာနေရက်ပြန်လည်အခြေချနိုင်ရေးပြန်လည်ထူထောင်ရေးစီးပွားရေးလုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေးပညာရေးကျန်းမာရေးလူမှုရေးဝန်ဆောင်မှုတွေပြန်လည်ခံစားရရှိနိုင်စေဖို့အတွက်မူဝါဒတရက်ညှိနှိုင်းဖော်ဆောင်သွားမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးအပြစ်ကရက်စဲရေးဆွေးနွေးညှိနှိုင်းမှုတွေအောင်မြင်ရရှိစေဖို့အတွက်လည်းဆောင်ရွက်သွားပါမယ်။ငြိမ်းချမ်းရေးရရှိလာတာနဲ့အမျှပြည်သူစစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့စိုးရိမ်တောကတွေကိုလည်းတက်တာစေမှာဖြစ်ပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေကိုဥပဒေနဲ့အညီမှန်မှန်ကန်ကန်ဆောင်ရွက်နိုင်စေဖို့အတွက်စစ်ဆေးကြီးကြပ်ခြင်းများဆောင်ရွက်နိုင်ဖို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။တကယ်တော့လက်နက်ကင်ပဋိပက္ခရဲ့အခြေခံဇစ်မြစ်ကတန်းတူညီမျှရေးပဲဖြစ်ပါတယ်။တိုင်းရင်းသားတိုင်းတန်းတူညီမျှရေးကိုကြိုးပမ်းဆောင်ရွက်နိုင်ဖို့အတွက်လိုအပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုလည်းအတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လာရင်မူရစေဝါတိုက်ဖြတ်ရေးဟာရာဇဝတ်မှုတွေလျှော့ချနိုင်မှုအတွက်အခြေခံတစ်ခုဖြစ်ပါတယ်။လူငယ်တွေကြားထဲမှာမူရစေဝါပြန့်နှံ့သုံးစွဲနေမှုဟာလည်းနိုင်ငံရဲ့လူသားအရင်းမြစ်တွေကိုထိခိုက်ပျက်စီးစေတာဖြစ်တဲ့အတွက်မူရစေဝါတိုက်ဖြတ်ရေးကိုအလေးနဲ့ထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးဟာဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့အတွက်အခြေခံလိုအပ်ချက်ဖြစ်သလိုပြည်သူတွေရဲ့နေ့စဉ်ဘဝလုံခြုံမှုအတွက်လည်းအင်မတန်အရေးကြီးပါတယ်။တရားဥပဒေစိုးမိုးရေးလို့ပြောရင်နိုင်ငံဝန်ထမ်းတွေရဲ့အခန်းကဏ္ဍဟာအဓိကပါ။နိုင်ငံဝန်ထမ်းတွေအတွက်အခြေခံလူနေမှုစရိတ်နဲ့လိုက်လျောညီထွေတဲ့လောက်ခလစားအဆောင်အယောင်တွေရရှိခံစားနိုင်စေဖို့နဲ့စွမ်းရည်ထက်မြက်ပြီးတစ်လစ်တဲ့ဝန်ထမ်းရန်တရားပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူရေးရာစီမံခန့်ခွဲအုပ်ချုပ်ရေးစနစ်ကိုလည်းခေတ်နဲ့လျော်ညီတဲ့ e-government အဆင့်အမြန်ဆုံးရောက်ရှိအောင်ကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။တရားမျှတပြီးခေတ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ဥပဒေတွေဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ဥပဒေနည်းဥပဒေညွှန်ကြားချက်အမိန့်တွေကိုစစ်စစ်သုံးသပ်ပြီးပြင်ဆင်သင့်တာတွေပယ်ဖျက်အစားထိုးသင့်တာတွေအသစ်ပြဋ္ဌာန်းသင့်တာတွေကိုလည်းအလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံစည်းပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင်လျှက်စစ်နဲ့စွမ်းအင်ကဏ္ဍဟာအခြေခံလိုအပ်ချက်ဖြစ်ပါတယ်။လျှက်စစ်မီမှန်မှန်ရရှိစေဖို့စွမ်းအင်ကဏ္ဍဖူလုံစေဖို့ကိုလည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။လယ်ယာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တာနဲ့အညီတောင်သူလယ်သမားများကျွေးမြီကင်းရှင်းစေရေးစိုက်စရိတ်ချီးငွေများတိနှံအာမခံစနစ်များခံစားရရှိနိုင်စေရေးမျိုးစိမြေဩဇာပိုးသက်ဆေးစက်သုံးစီစိုက်ပျိုးရေးရရှိစေရေးတိနှံထွက်ကုန်များလက်ဝကြီးအုပ်ဈေးကစားခြင်းမှအကာအကွယ်ပေးရေးစိုက်ပျိုးရေးအခြေခံတန်မိုးမြင့်ကုန်စည်များထုတ်လုပ်နိုင်ရေးတို့ကိုအားပေးထောက်ပံ့သွားမှာဖြစ်ပါတယ်။စိုက်ပျိုးရေးကဏ္ဍနဲ့အတူမွေးမြူရေးနဲ့ရေထွက်ပစ္စည်းလုပ်ငန်းတွေဖွံ့ဖြိုးဖို့အတွက်
ဤပညာအရင်းအနှီးနဲ့ဈေးကွက်အဆက်အသွယ်တွေကိုလည်းရှာဖွေကူညီပေးသွားမှာဖြစ်ပါတယ်။လေယာသားငါထွက်ကုန်များစက်မှုထွက်ကုန်များဈေးကွက်နဲ့ချိတ်ဆက်နိုင်မှုအတွက်လိုအပ်တဲ့ကုန်ထုတ်လမ်းကြောင်းများပြည်ထောင်စုလမ်းမကြီးများလမ်းကွန်ရက်များအစစ်မြင့်ပြုပြင်တိဆောက်ခြင်းကုန်သွယ်ရေးလမ်းကြောင်းများလုံခြုံချောမွေ့စေခြင်းတို့ကိုလည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။လူငယ်တွေအလုတ်ကိုင်းအခွင့်အလမ်းပေါ်ပေါက်လာစေဖို့အတွက်တက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြားပေးနိုင်ရေးအလုတ်ကိုင်းခွင့်လန်းတွေဖန်တီးပေးနိုင်မဲ့ပြပရင်းနှီးမြှုပ်နှံမှုတွေကိုဦးစားပေးဖိတ်ခေါ်ခြင်းပြပသွားရောက်အလုတ်လုတ်ကိုင်းရမဲ့လူငယ်တွေအတွက်ဥပဒေအကာအကွယ်ရရှိခံစားနိုင်စေရေးနိုင်ငံတော်အတွက်လည်းနိုင်ငံသားငွေရရှိပြီးနိုင်ငံတော်အတွက်ကျွမ်းကျင်လုပ်သားအင်အားတွေပြန်လည်ရရှိနိုင်စေဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအဆောက်အုံတွေဖွံ့ဖြိုးတိုးတက်ရေးဟာလည်းအင်မတန်အရေးပါပါတယ်။ဒါကြောင့်လန်ဒရာအဆောက်အုံများလူနေအိမ်ယာများအိမ်ချမ်းမြေဈေးကွက်စနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ခရီးသွားလုပ်ငန်းအပါအဝင်ပညာရေးကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဗန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းမူဝါဒများညှိနှိုင်းရေးဆွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။နယ်ပယ်ကဏ္ဍအသီးသီးအတွက်ဖွံ့ဖြိုးရေးဗန်များစနစ်တကျတီထောင်ဖွံ့ဖြိုးလာစေဖို့ကိုလည်းကြိုးပမ်းသွားမှာဖြစ်ပါတယ်။ဖွံ့ဖြိုးတိုးတက်ရေးအတွက်ခြေခံဖြစ်တဲ့ကိန်းဂဏန်းစည်းစရာများမှန်ကန်တိကျရေးနဲ့နယ်ပယ်သီးသီးအတွက်စံချိန်စံညွှန်းများတိတိကျကျသတ်မှတ်ဖော်ဆောင်နိုင်ရေးတို့ကိုလည်းအလေးထားဆောင်ရွက်သွားပါမယ်။ Digital စီးပွားရေးစနစ် Digital Economy ပြုပြင်ပြောင်းလဲရေးမြန်ဆန်ထိရောက်စေဖို့အားပေးဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ပြည်ပလုပ်ငန်းရှင်တွေနဲ့ရှင်ပြိုင်မှုအတွက်အဓိကအခက်အခဲဖြစ်နေတာတခုကတော့ဘဏ်တိုးနှုံပဲဖြစ်ပါတယ်။အခွန်ကောက်ယူတဲ့နေရာမှာလည်းရိုးရှင်းပြီးတင့်မျှတတဲ့အခွန်ကောက်စနစ်တွေဖြစ်ဖို့အခွန်ဝန်တို့ဝန်ပိုးမဖြစ်စေဘဲကျေပြန့်တဲ့အခွန်ထမ်းစနစ်ဖြစ်ပေါ်စေဖို့ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကိုဗစ်ကပ်ရောဂါကာလကစပြီးထိခိုက်ခဲ့ရတဲ့စီးပွားရေးလုပ်ငန်းတွေပြန်လည်သက်ဝင်အားကောင်းလာစေဖို့စီးပွားရေးနှိုးဆွမှုအစီအမံများ Economic Stimulus Plan ကိုလည်းညှိနှိုင်းဖော်ဆောင်သွားမှာဖြစ်ပါတယ်။တင်းကျပ်တဲ့စီမင်းစည်းကမ်းများကျိုးနီစနစ်များကိုလည်းအတက်နိုင်ဆုံးပြုပြင်ဖြေလျှော့ခြင်း deregulation ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အသေးစားအလတ်စားနဲ့စွန့်ဦးတီထွင်လုပ်ငန်းတွေအားကောင်းတန်မာလာစေဖို့နဲ့ငွေကြေးစည်းကွက်နဲ့လွယ်ကူစွာချိတ်ဆက်နိုင်စေဖို့အများပိုင်ကုမ္ပဏီများပေါ်ပေါက်လာစေဖို့အတွက်တို့ကိုလည်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလို့ပြောတဲ့နေရာမှာနိုင်ငံသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကအခြေခံအကျဆုံးပဲဖြစ်ပါတယ်။ကျန်းမာတန်ဆွမ်းတဲ့နိုင်ငံသားတွေဖြစ်ဖို့ဉာဏ်ရည်မြင့်မားတဲ့နိုင်ငံသားတွေဖြစ်ဖို့နိုင်ငံတော်မှာတာဝန်ရှိပါတယ်။ပညာရေးစနစ်ကိုနိုင်ငံသားတိုင်းအလယ်တန်းပညာအဆင့်အနှိမ့်ဆုံးသင်ကြားတက်မြောက်နိုင်စေဖို့နဲ့အတွေးခေါ်စင်ကြယ်လုံးတရားကိုအားပေးတဲ့ပညာရေးစနစ်ဖြစ်ထွန်းလာစေဖို့ကြိုးပမ်းသွားပါမယ်။2025ခုနှစ်ကုလသမဂ္ဂလူဦးရေဌာနရဲ့ပြန့်မျှတွက်ချက်မှုတွေအရကမ္ဘာလုံးဆိုင်ရာမွေးဖွားချိန်ကစပြီးပြန့်မျှသက်တမ်း Life Expectancy at Birth မှာ 83.5 နှစ်ဖြစ်ပေမဲ့မြန်မာနိုင်ငံရဲ့ပြန့်မျှသက်တမ်းကတော့ 69.3 နှစ်ပဲရှိခဲ့တယ်။200နိုင်ငံဖော်ပြတဲ့အထဲမှာအဆင့်163ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်အစားအသောက်ဆေးဝါးတောက်သုံးရည်အစရှိတဲ့ဘေးကင်းလုံခြုံစိတ်ချရမှုအတွက်အန္တရာယ်မကင်းတဲ့ဓာတုဆေးဝါးတွေစိုးဆေးတွေသုံးစွဲနေမှုတို့ကိုတင်းကြပ်စီစစ်ထိန်းချုပ်သွားပါမယ်။နေ့စဉ်ရှူရှိုက်နေရတဲ့လေကောင်းလေသန့်ရရှိနိုင်မှုအတွက်လည်းလေထုညစ်ညမ်းမှုလျှော့ချရေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးတန်းတူညီမျှရေးတရားဥပဒေစိုးမိုးရေးဖွံ့ဖြိုးတိုးတက်ရေးတွေကိုအခြေခံပြီးအမျိုးသားယဉ်ကျေးမှုအခြေခံတွေကိုလေးစားတန်ဖိုးထားတဲ့နိုင်ငံတော်ပြန်လည်စုစည်းတည်ဆောက်ရမှာဖြစ်ပါတယ်။နိုင်ငံတော်ပြန်လည်စုစည်းတည်ဆောက်တဲ့နေရာမှာအိမ်နီးချင်းနိုင်ငံများဒေသတွင်းနိုင်ငံများကမ္ဘာနိုင်ငံများနဲ့ငြိမ်းချမ်းစွာအကျိုးတူပူးပေါင်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။မဲဆန္ဒရှင်ပြည်သူများခင်ဗျာကျွန်တော်တို့ပြည်သူ့ပါတီဟာဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးအတွက်လွတ်လပ်ခြင်းတရားမျှတခြင်းဒန်းတူညီမျှခြင်းဆိုတဲ့လောကပါလာတရားတွေကိုအခြေခံတဲ့နိုင်ငံတော်သစ်တည်ဆောက်နိုင်ဖို့ခိုင်မာစွာကြိုးပမ်းရပ်တည်နေတဲ့ပါတီဖြစ်ပါတယ်။အခုလို
တာမန်မဟုတ်တဲ့အခြေအနေမျိုးမှာကျင်းပမဲ့ရွေးကောက်ပွဲဟာတာမန်ရွေးကောက်ပွဲတွေတဲ့အရေးကြီးပါတယ်လက်ရှိပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့စာဝတ်နေရေးပြဿနာတွေကိုတက်တာပြေလည်နိုင်စေဖို့လာမယ့်9နှစ်တာကာလအတွက်နိုင်ငံတော်ကိုရွေးချယ်ကြရမှာဖြစ်ပါတယ်ပြည်သူအလုံးကိုစားပြောရေးဆိုခွင့်ရရှိဖို့ပြည်သူတွေရဲ့စန္ဒမဲနဲ့ပြည်သူတွေကိုအခြေပြုတဲ့နိုင်ငံတော်သစ်ကိုတည်ဆောက်နိုင်ဖို့အတွက်အဝါရောင်နောက်ခံတဲ့ပြည်သူပါတီကိုမဲပေးထောက်ခံကြဖို့လေးစားစွာပန်ကြားအပ်ပါတယ်ခင်ဗျာပြည်သူပါတီရဲ့အမှတ်သားတစ်စိတ်ကတော့အဝါရောင်နောက်ခံတဲ့အလဲကအနီရောင်အကန့်ပေါ်မှာမီးရှူးတိုင်ကင်ဆောင်ထားတဲ့ပုံဖြစ်ပါတယ်အမှောင်တိုက်ကိုဖြိုခွင်းအလင်းခေတ်ကိုရောက်ဖို့အဝါရောင်ပြည်သူပါတီကိုမဲပေးစို့ပြည်သူအလုံးနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေပါလာပြောလိုက်စမ်းမအိမ်မက်တွေပြောင်းနေသလားပြောလိုက်စမ်းမအားလုံးကိုစားပြောပေးမဲ့သူဝါဝါဝါလာပါပြီနေပြကြရမည်နေပြကြရမည်နေပြကြရမည်ပြည်သူပါတီတရားမျှတခြင်းချင်းတန်တူညီများချင်းတွေမဲပေးကြရမည်ဝါဝါဝါယောင်ဝါဝါဝါယောင်လာပြီမင်္ဂယောဝါသူကယောဝါမင်္ဂလေးဝါငါကလေးဝါအားလုံးဝါမဲပေးကြပါမည်ပါလာပြောလိုက်စမ်းမအိမ်မက်တွေပြောင်းနေသလားပြောလိုက်စမ်းမအားလုံးကိုစားပြောပေးမဲ့သူဝါဝါဝါလာပါပြီနေပြကြရမည်နေပြကြရမည်နေပြကြရမည်ပြည်သူပါတီတရားမျှတခြင်းချင်းတန်တူညီများချင်းတွေမဲပေးကြရမည်ဝါဝါဝါယောင်ဝါဝါဝါယောင်လာ